မင်္ဂလာပါဒီနေ့ဟဲ့ရွေ第三册第9课ကိုပြောသွားပါမယ်小红喜欢看电影生词电影有選看電影有選字啲京劇北京ပြ色 opera 聽京劇北京 opera နားထောင်သည်糖တကြားလုံးချိုချင်吃糖ချိုချင်စားသည်畫ပုံဆွဲသည်ပန်းချီဆွဲသည်စလုံးလေးကရေးတတ်ပြီးသားဖြစ်မှာပါ動畫片ဆိုတဲ့ဝေါ်ဟာရမှာတွေ့ခဲ့ပူပါတယ်畫ပုံပန်းချီနံပါတ်4မှာတော့ပြောခဲ့တယ်畫သူကတော့ပုံဆွဲသည်ပန်းချီဆွဲသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီမှာနောက်ကနေပြီးတော့ r ပါတယ်畫သူကကြတော့ပုံပန်းချီဆိုတဲ့အဓိပ္ပာယ်ပါသူတို့နှစ်ခုကိုတွဲလိုက်ရင်畫ပုံဆွဲသည်ပန်းချီဆွဲသည်ဆိုတဲ့အဓိပ္ပာယ်ပါ可乐ကိုလာ喝可乐ကိုလာတောက်သည်ဒါကလည်းစလုံးကရေးတတ်မှာပါ可က可愛မှာတွေ့ခဲ့ပူပါတယ်乐က有乐场အဲ့ဒီမှာတွေ့ခဲ့ပူပါတယ်特別အထူးသဖြင့်電影院ရုပ်ရှင်ရုံရှေ့က電影ကရုပ်ရှင်နောက်က院နဲ့တွဲလိုက်တော့電影院ရုပ်ရှင်ရုံနောက်ဆုံးစလုံး院ဆိုတာလေးက醫院ဆေးရုံမှာပါတဲ့စလုံးလေးနဲ့တူတူပါပဲ演တင်ဆက်ပြသသည်သရုပ်ဆောင်သည်演電影ရုပ်ရှင်ပြသည်အဲ့တော့ရုပ်ရှင်ရုံကနေရုပ်ရှင်ပြတာကိုလည်း演နဲ့ပဲသုံးပါတယ်電影院演中國電影電影院ရုပ်ရှင်ရုံက演ပြတယ်中國電影တရုတ်ကရုပ်ရှင်ရုံကတရုတ်ကပြတယ်ဆိုရင်電影院演中國電影
听说ပြောတဲ့ကြားသည်တစ်ဆင့်စကားတစ်ဆင့်ကြားတာမျိုးကိုပြောတာပါပြောတဲ့ကြားတာတော့ဒီရုပ်ရှင်ကအရင်စိတ်ဝင်စားဖို့ကောင်းနေတယ်ရှောင်းမင်းနိုင်ငံခြားထွက်သွားပြီလို့ငါပြောတဲ့ကြားတယ်အလိုအခြေအနေမျိုးမှသုံးတာပါ有意思အဓိပ္ပာယ်ရှိသောအဓိပ္ပာယ်ရှိသည်စိတ်ဝင်စားစရာကောင်းသောစိတ်ဝင်စားစရာကောင်းသည်打算ကြံစသည်ကြံရွယ်သည်စီစဉ်သည်ပေါ့နော်生词အားလုံးကိုတစ်ခေါက်ပြန်ကြည့်လိုက်ရအောင်ပါ电影ရုပ်ရှင်京剧北京 Opera 糖တရားချိုချင်画ပုံဆွဲသည်ပကြီးဆွဲသည်画ပုံပကြီး可乐ကိုလာ特别အထူးသဖြင့်电影院ရုပ်ရှင်ရုံ演တင်ဆက်ပြသသည်သရုပ်ဆောင်သည်听说ပြောတာကြားတယ်有意思အဓိပ္ပာယ်ရှိသောစိတ်ဝင်စားစရာကောင်းသော打算ကြံစီသည်ကြံစသည်စီစဉ်သည်小红喜欢看电影小红ကရုပ်ရှင်ကြည့်ရတာကြိုက်တယ်爸爸喜欢看报纸ဖေဖေကသတင်းစာဖတ်ရတာကြိုက်တယ်小明喜欢吃水果小明ကသစ်သီးစားရတာကြိုက်တယ်爷爷不喜欢喝可乐ဖိုးဖိုးကကိုလာတောက်ရတာမကြိုက်ဘူးဒီစာကြောင်းလေးတွေမှာကြည့်မယ်ဆိုရင်喜欢ဆိုတဲ့ကရိယာရဲ့နောက်မှာ看电影看报纸吃水果喝可乐အဲ့လိုမျိုးနောက်ထပ်ကရိယာတစ်ခုနဲ့သူနဲ့ဆိုင်ရာအကြောင်းအရာပါလာပါတယ်အဲ့တော့喜欢看电影ရုပ်ရှင်ကြည့်ရတာကြိုက်တယ်ဒီလိုပုံစံလေးသုံးရပါတယ်နောက်တစ်ခုက I ဆိုတဲ့စာလုံးလေးကိုသုံးပါမယ်ဒီနေရာမှာ I ကတစ်ခုခုလုံးရတာကိုကြိုက်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါပါခုနတုန်းက喜欢တဲ့သဘောတရားချင်းတူတူပါပဲ姐姐爱唱歌မမကသချင်းဆိုရတာကြိုက်တယ်妈妈爱听京剧မမေက北京 Opera နားထောင်ရတာကြိုက်တယ်爷爷爱去公园ဖိုးဖိုးကပန်းခြံသွားရတာကြိုက်တယ်姐姐不爱玩电脑游戏မမကကွန်ပျူတာဂိမ်းကစားရတာမကြိုက်ဘူးဒီ
ဒီမှာလည်းပဲအိုက်ဆိုတဲ့ကရိယာရဲ့နောက်မှာ唱歌听京剧去公园玩电脑游戏အဲ့လိုမျိုးနောက်ထပ်ကရိယာတစ်ခုနဲ့သူနဲ့ဆိုင်ရာအကြောင်းလေးတွေပါနေပါတယ်အဲ့တော့တစ်ခုခုကိုကြိုက်တယ်လို့ပြောချင်တဲ့အခါမှာဒီလိုမျိုးအိုက်နဲ့ရှီခွန်းကိုသုံးပြီးတော့ဒီစာကြောင်းပုံစံလေးနဲ့ပြောလို့ရပါတယ်တစ်ခုခုလုပ်ရတာကိုကြိုက်တယ်ဆိုတဲ့ပုံစံမျိုးပါဒါဆိုရင်စာအုပ်ထဲကပါတာလေးတွေဖတ်ရအောင်ပါ第九课ရဲ့ခေါင်းစဉ်က小红喜欢看电影奶奶喜欢听京剧小强喜欢看电影奶奶喜欢听京剧ဖွားဖွားက北京 opera နားထောင်ရတာကြိုက်တယ်小强喜欢看电影小强ကရုပ်ရှင်ကြည့်ရတာကိုကြိုက်တယ်姐姐爱唱歌弟弟爱吃糖姐姐爱唱歌မမကတချင်းဆိုရတာကြိုက်တယ်弟弟爱吃糖မောင်လေးကတကြားလုံးစားရတာကိုကြိုက်တယ်ဒါကတစ်ခုကိုကြိုက်တယ်တစ်ခုကိုမကြိုက်ဘူးလို့ပြောမှာပါ妹妹爱画画不爱写字爷爷喜欢喝茶不喜欢喝可乐妹妹爱画画ညီမလေးကပုံဆွဲရတာကြိုက်တယ်不爱写字စာရေးရတာမကြိုက်ဘူး爷爷喜欢喝茶ဖိုးဖိုးကရေနွေးချမ်းတောက်ရတာကြိုက်တယ်不喜欢喝可乐ကိုလာတောက်ရတာမကြိုက်ဘူး小红喜欢看电影小红喜欢看电影她特别爱看中国电影小华也喜欢看今天电影院演中国电影听说很有意思小红很高兴她打算请小华一起去看电影小红喜欢看电影小红ကရုပ်ရှင်ကြည့်ရတာကိုကြိုက်တယ်她特别爱看中国电影သူမကအထူးသဖြင့်တရုတ်ရုပ်ရှင်တရုတ်ကားကြည့်ရတာကိုကြိုက်တယ်小华也喜欢看小华လည်းပဲတရုတ်ကားကြည့်ရတာကိုကြိုက်တယ်今天电影院演中国电影ဒီနေ့ရုပ်ရှင်ရုံမှာတရုတ်ကားပြတယ်听说很有意思ပြောတာကြားတာတော့အရင်စိတ်ဝင်စားဖို့ကောင်းတယ်小红很高兴小红ကအရင်ဝမ်းသာတယ်他打算သူမကကြံစီတယ်စီစဉ်တယ်请小华小华ကိုဖိတ်ကြားပြီးတော့一起去看电影ရုပ်ရှင်အတူတူသွားကြည့်မယ်နော်သူမက小华ကိုဖိတ်ကြားပြီးတော့ရုပ်ရှင်အတူတူသွားကြည့်မယ်လို့စီစဉ်တယ်ကြံစီတယ်ပေါ့ဒီပုရှုံလေးကသူကစလုံးရဲ့ဘယ်ဘက်မှာပါတာလားညာဘက်ချမ်းမှာပါတာလားပေါ့နော်အဲ့လိုပုံမှာမူတည်ပြီးတော့နာမည်လေးကွာနေတာပါအောက်ကနမူနာစလုံးလေးလေးလုံးကအလုံးရေးဖို့ပြီးသားတင်ပြီးသားတွေပေါ့နော်တော့ဒီဘက်ကလိုမျိုးစလုံးရဲ့ဘယ်ဘက်ချမ်းပေါ့နော်အဲ့ဒါမျိုးမှာပါတယ်ဆိုရင်သူ့နာမည်ကဇောအ尔တောင်းဒီလိုညာဘက်မှာပါတယ်ဆိုရင်မြို့အ尔တောင်းအဲ့တော့သူကတောင်းပေါ့နော်ရှေ့ကကနေရွယ်နောက်ကတောင်းကဓာပေါ့သူကကြတော့အဓိပ္ပာယ်နဲ့ယူတာမဟုတ်ပဲねသူ့ရဲ့ပုံစံလေးပေါ့နော်ပုံစံလေးကနေရွက်လေးလို့ပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိတာမို့လို့သူ့ရဲ့နာမည်ကိုဒီလိုဇောအ尔တောင်းမြို့အ尔တောင်းလို့ခေါ်တာပါအဓိပ္ပာယ်ကတော့ဒီစလုံးတွေရဲ့အဓိပ္ပာယ်ကနားနဲ့ဆက်ဆက်တာမျိုးမဟုတ်ပါဘူးဒါကသူကပုံစံကိုကြည့်ပြီးတော့ပေးထားတဲ့နာမည်ပါ
ဒါဆိုရင်တိကျိုခသင်ခန်းစာလေးပြီးသွားပါပြီနောက်ခန်းလေးတွေကိုနောက်ဗီဒီယိုလေးမှာပြောပြသွားပါမယ်